ကောင်းမှုတီးကြရဲ့မာနက်ကအဆုံးသက်ပြစ်ချက်တွေအောက်မှာတော့အသင်းကတော့ eliminate ဖြစ်သွားခဲ့ပြီနောက်ဆုံး top 5ရောက်လာခဲ့တဲ့အသင်း5အသင်းမှာတော့မြန်မာအသင်း2သင်းတိပါဝင်နေခဲ့တဲ့အနေအထားမှာကျွန်တော်အစောပိုင်းကာလမှာသုံးသက်ပြခဲ့သလိုပဲ PCG round 5ကိုရောက်လာခဲ့နောက်မှာတော့ PCG ရောက်လာခဲ့နောက်မှာတော့မြန်မာအသင်း2သင်းနဲ့1သင်းကတော့ချက်သားစပြီးရမလားဆိုတာကတော့စောင့်ကြည့်ရမယ်ဗျာနော် Okay ကိုလာချစ်ကန်ရပြီလို့ကိုပြောနေတာကြီးတို့အေးစေးOkay နောက်ရက်ဒီမှာလည်းတူတူလာကြည့်လို့ရနော်ဟာရငါတို့စမိုင်းတော့ဟွာလားမသိဖေးစစ်တဲ့ထိုင်းပမာနေရလဲအခန်းကတလောက်ဘယ်လောက်ပေးရကျွန်တော်အခုနေနေတာ bro မြို့ထဲမှာပဲ bro မြို့ထဲမှာပဲနေနေတာပါ2 bed room ဆိုတော့ဈေးကြီးတယ်1 bed room ဆိုရင်တော့9000လောက်ရှိမယ်ဗျာကျွန်တော်က2 bed room ဆိုတော့18000ပါခင်ဗျာတလောက်18000ပါအခန်းကကဲလက်ရှိကတော့ကျွန်တော်တို့ top 5ရောက်ရှိနေခဲ့အနေထားမှာ YG BG ကဲ4သင်းပဲကြံနော် Tin Secret Vietnam Okay မာနပွိုင်းခီးတောင်းလျှောက်တော့ fan မင်းနေတယ်ဗျ BG မှာဆိုရင်လည်းကျွန်တော်တို့ရက်ခအန်တော့ player နှစ်ယောက်ပဲကြားတယ်အဲ့နောက်မှာ open ဖြစ်နေခဲ့တဲ့အနေထားမှာတော့ Romeo Boy တကယ်ကို open လုံးဝကျွန်တော်တို့အကူကြီးကင်းမဲ့နေခဲ့တဲ့ YG ကိုတော့အပိုင်တော့ပြစ်ချထားပေးခဲ့တဲ့နောက်မှာတော့ကျွန်တော်တို့နှစ်ထပ်တိုက်အိမ်မောကနေတော့ခုံမှာဆင်းလာခဲ့ပြီး granite တစ်လုံးကထပ်ပြီးတော့ပြစ်ထည့်ပေးဖို့တော့ကြိုးစားနေခဲ့ဒီ granite ကကွက်တိချသွားမှာဝီးတလုံးပြစ်ထည့်ပေးနေရောက်ဟာကေးကောက်သွားပြီကွာ Tin Secret ကအန်တော့ကောက်သွားပြီလို့ Romeo Boy ကကေးကိုကောက်သွားပြီထင်တယ်နော်ကဲ3သင်းပဲကြံမယ်ဗျာကောင်းမှုတီးကြတဲ့မာနပွိုင်းရဲ့ granite ပြစ်ချက်တွေအောက်မှာတော့ Tin Secret ဆမ်းမှာနော်ဝါခဲ့ပြီအဲ့နောက်မှာတကယ်ကို right time ပဲ smile push လာခဲ့ပြီဖြစ်ပါတယ်မာနပွိုင်း smile ဘယ်ညာခွဲပြီး rush လာခဲ့သလိုတစ်ဖက်ကလည်း Tin Secret တွေအနေနဲ့ကတော့သူ့ရဲ့ non နေခဲ့ teammate ၄ကိုတော့ပြန်ပြီးတော့ကွက်တီကိုစိတ်ပြီးနေခဲ့တဲ့နောက်မှာတော့ဆမ်းမှာပြန်တော့ထလာခဲ့ပြီအဲ့နောက်မှာတော့ Tin Secret YG နှစ်သင်းနဲ့တော့ဘယ်အသင်းကဝင်းတဲ့ချေကတိနဲ့စားပါလဲတစ်ဖက်က player granite တော့ထုတ်နေခဲ့ပြီမာနပွိုင်းသတိထားမယ်လို့တော့ပြောချင်တယ် Okay သွေးတော့တထုံးတော့ကြာသွားပြီနောက်တဲ့ granite ထပ်ပြီးတော့လာအောင်မယ်ဘူးစားထပ်ပြီး boost ဖို့ကြိုးစားနေခဲ့တဲ့မာနပွိုင်းမင်းကကောင်းပါစေခေါင်းလေးထွက်နေရနော်ခေါင်းလေးထွက်နေတယ် Okay အဲ့တော့ YG တကယ်ကိုကျွန်တော်တို့player 3ယောက် 3v2 အနေထားမှာတော့ round 5မှာတော့ချက်သားစားဖို့အတွက်ကိုတော့အခွင့်ရရှိနေခဲ့တဲ့အနေထားမှာ YG တွေဒီခွင့်ရေးကိုအကောင်းဆုံးလက်စုပ်လိုက်ကိုင်လောက်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမယ်လို့တော့ပြောချင်ပါတယ်ခင်ဗျ Romeo Boy smoke ထဲကနေ push လာခဲ့ပြီးသတိထားမယ်အနေထားမှာ Romeo Boy ကိုင်းဝါခဲ့သလို cover fire ပြစ်ချက်တွေအောက်မှာ Mana Boy ရဲ့ UMP 45ပြစ်ချက်တွေကတော်တော်လေးကောင်းမွန်နေခဲ့တယ်လို့ပြောနေတွင်းမှာပဲ PCG ပြောခဲ့သလိုပဲ PCG လာမြန်မာအသင်းချက်သားရပြီလို့ကိုပြောခဲ့နော်သားကြီးတို့ PCG ရောက်လာမြန်မာအသင်းတွေချစ်ခဲ့ရပြီလို့ကိုပြောခဲ့နော်ဒါကြီးတို့ဟာရောက်BG နဲ့ YG နော် top 5 တိပါသွားပြီးတော့ YG ချစ်ခဲ့ရပါဟလားကောငါပြောရနော်ဘေးတွေမေးလို့ရတယ်နော်ဘေးတွေမေးလို့ရတယ်နော် sorry နော်ဘေးတွေပါမေးရင် PCG စီမှာလာပြီးတော့မေးလို့ရတယ်နော် PCG က